Hello မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဒီလိုမျိုးပေါ့နော်ကိုယ့်ပုံကိုတုံးပြီးတော့Facebook sticker လေးဘယ်လိုလုပ်ရလဲဆိုတာကိုကျွန်တော်လာပြပြမှာဖြစ်ပါတယ် Okay ဒီလိုမျိုး sticker လုပ်ဖို့အတွက်ကျွန်တော်တို့အရင်ဆုံး ChatGPT ကိုသွားမှာဖြစ်ပါတယ် Okay ဒီနားရပြီဆိုရင်တော့ဒီအပေါင်းလက္ခဏာမြင်ရမယ်ဒါလေးကိုနိုင်မယ်ပေါ့နော်ဒီမှာ photo ဆိုတာလေးကိုရွေးမယ်ကို sticker လုပ်မဲ့ပုံကိုရွေးမယ်ကျွန်တော်ကဒီပုံကိုရွေးမယ်ပုံလေးရလာပြီဆိုရင်တော့စာသားလေးနဲ့ထည့်ရမှာနော်Okay ကျွန်တော်ဒီလိုမျိုး prompt ပေးပြီးလို့ရှိရင်ဒီမြားလေးကိုနှိပ်လိုက်တယ်ဒီမှာသူပြောရဲဆိုတော့ okay တဲ့ဒီပုံကိုတဲ့ကာတွန်းမဟုတ်တဲ့realistic sticker pad 12ခုပေါ့နော်အဖြစ်ပြောင်းဖို့အတွက် design concept အပေါင်း prompt အပေါင်း layout ကိုတဲ့တိတိကျကျလုပ်ပေးမယ်တဲ့ line telegram style png တခါတည်း generate လုပ်ပေးလို့ပြောလိုက်ပါတဲ့ okay okay ဒါလေးကို copy ယူပြီးတော့ကျွန်တော်ဒီမှာချလိုက်တယ်ပြီးရင် prompt ပေးလိုက်တယ်ပေါ့နော်အခုစဉ်သူ sticker လေးလုံနေပြီပေါ့နော်ဒါ sticker လေးလုံနေပြီကျွန်တော်တို့လိုချင်တာကဒီ sticker ကနောက်ခံမပါတဲ့ပုံဖြစ်ရမှာနော် PNG ပုံနဲ့ဖြစ်ရပါမယ် Facebook မှာသွားပြီးတော့Facebook Messenger မှာသွားပြီးတော့ sticker ထည့်တဲ့အချိန်မှာ तू က background တွေဖြုတ်ပေးတယ်ဒါပေမဲ့သိမတက်ရဘူးသိမသေးချာဘူးပေါ့နော်တခါတလေဟိုဟာပျောက်လိခါပျောက်သွားတာတော့ဖြစ်တယ်အဲ့လိုမျိုးဖြစ်တတ်တယ်နော်တခါတလေလက်တွေပါတွေပျောက်သွားတဲ့အကောင်ဆုံးကတော့ PNG ပုံနဲ့တွက်ထည့်လိုက်တော့ပို့ပြီးတော့အဆင်ပြေတယ်โอเคဒီမှာပုံလေးရလာပြီပေါ့နော်ဒါလေးကို download ဆွဲလိုက်မယ်โอเคကျွန်တော် sticker လေးရလာပြီဆိုရင်တော့ထွက်လိုက်မယ်ပြီးရင်တက်ပုံမှာသွားမယ်ဒီပုံက PNG လား PNG ဟုတ်မဟုတ်ဒီတောက်လေးမှာသွားမှာနော်ဒါလေးကိုနှိပ်မယ်အောက်မှာဒီမှာဒါလေးကိုမြင်ရမယ်နော်ဒီအနောက်ဘက်မှာဒါလေးက PNG ဖြစ်မယ်ဆိုရင်တော့ဒါနောက်ထပ် background ကိုနောက်တစ်ခါဖြုတ်စရာနောက်ထပ် background ကိုနောက်တစ်ခါဖြုတ်စရာမလိုတော့ဘူးနော်ဒါနောက် background မှာပါတဲ့ပုံတွေဖြစ်တဲ့အတွက်တခါတည်းသုံးလို့ရတယ်ပေါ့နော်တကယ်လို့ PNG မဟုတ်ဘဲနဲ့JPEG တို့ဘာလို့ဖြစ်မယ်ဆိုရင်တော့background ကိုနောက်တစ်ခါကျွန်တော်တို့
ဖြတ်ရမှာပေါ့နော်အခုက PNG ဖြစ်တဲ့အတွက်ကျွန်တော် background ကိုဖြတ်စရာမလိုတော့ဘူးဒါဆိုရင်ကျွန်တော်တို့ဒီပုံကိုတပုံချင်းစီ crop လုပ်မှာပေါ့နော် crop ကိုနှိပ်တယ်ပြီးရင်ကြိုက်တဲ့အရွယ်စားလေးရွေး okay ဒီမှာ save ဒီနေရာမှာတခုကျွန်တော်သတိထားရမှာကပေါ့နော်ဒီ save as new ကိုရွေးရမှာနော်ဒီတကယ်လို့ replace original ကိုရွေးမယ်ဆိုရင်ခုန12ပုံလုံးပျောက်သွားပြီးတော့ဒီပုံတစ်ပုံလည်းကျန်မှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီ save as new ကိုရွေးရမှာဖြစ်ပါနော် okay အခုကျွန်တော်တို့crop လုပ်ပြီးသားပုံက PNG ဟုတ်မဟုတ်တာနောက်တစ်ခါစစ်ကြည့်မယ်ဒီမှာလည်း PNG ပဲเนาะဒါဆိုရင်ကျွန်တော်တို့ background ဖြုတ်စရာမလိုတော့ဘူးเนาะ okay ဒီအတိုင်းပေါ့เนาะကျန်တဲ့ပုံတွေခုနပုံတွေကိုလည်းကျွန်တော်တို့တပုံချင်းစီလောက်ရမှာပေါ့เนาะ crop နဲ့ okay save news crop save news ဆက်လို့ဒီလိုလို့ဆက်ပြီးပုံကြည့်ရမှာကိုတက်ပုံပေါ့โอเคဒီလိုပုံလေးရလာပြီဆိုရင်ကျွန်တော်တို့ Messenger မှာသွားအောင်ပါเนาะ Messenger သွားပြီးတော့โอเค Messenger မှာသွားပြီဆိုရင်တော့ဒီ sticker ပုံကိုနှိပ်မယ် sticker ပုံကိုနှိပ်ပြီးတော့ဒီ sticker နဲ့အပေါင်းလက္ခဏာလေးကိုနှိပ်မယ်ဒီနေရာမှာဘာကိုရွေးရမလဲဆိုရင်တော့ဒီ sticker နဲ့ပုံလာပုံ PNG ဖြစ်လို့ဆိုရင်ကျွန်တော်တို့ save ဆိုရတဲ့ပုံနှိပ်မယ်ဒီမှာsticker လေးရလာပြီပေါ့နော်ဒီအတိုင်းပဲကိုလိုချင်တဲ့ပုံကိုရွေးပေါ့နော်ဒါလေးနိုင်တယ်ပြီးရင်ဒီ full ကိုပဲပြန်ရွေးပေါ့နော်ကိုပုံက sticker ပုံဖြစ်ကိုပုံကဒီ PNG ပုံဖြစ်ပြီးသားဆိုတော့ကျွန်တော်ကဒီ full ကိုပဲရွေးတယ်ပေါ့နော်ဒီမှာသူဖြတ်ရတဲ့ဟာကတိတ်အဆင်မပြေဘူးကြည့်ရတာကျွန်တော်ကဒီဒါကိုပဲရွေးမယ် save နှိပ်တယ်ဒီအတိုင်းပေါ့နော်ကိုလိုချင်တဲ့ပုံကိုဒီလိုပဲတပုံချင်းစီထည့်ပြရမှာပေါ့နော်โอเคကျွန်တော်ကဒီလောက်ပဲထည့်အစမ်းထည့်ပြမှာပေါ့နော်ဒီမှာစိတ်ကလည်းသုံးလို့ရတယ်ပေါ့နော်ဆိုရင်တော့လောက်တက်ကြမယ်လို့ထင်ပါတယ်နော်နားမလည်တာလည်းရှိလို့ရှိရင်လည်း comment မှာရေးခဲ့ပေးပါနောက်ထပ်ဗီဒီယိုပြန်ဆောင်ရမယ်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲပေါ့နော်အားလုံးပဲတတ